အလျားပေ300အနံ6ပေရှိတဲ့အိန္ဒိယနိုင်ငံထုတ်ဒါမျိုးနေကာတလိုက်ကိုဈေးနှုန်း2,59,000နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုမိတ်ဆက်ပေးမယ်အိန္ဒိယနိုင်ငံထုတ်နေကာတွေအိန္ဒိယနိုင်ငံထုတ်မိုးကာတွေကဆိုလို့ရှိရင်အရှိအသွေးအရန်ကောင်းနေဆောက်လုပ်ရေးလုပ်ငန်းတွေစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပြီးတော့ကျွန်တော်တို့အားကစားယုံတွေအလုပ်ယုံတွေနေရာတော်တော်များများမှာသုံးကြပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်မိုးကာတွေဆိုလို့ရှိရင်ကျွန်တော်အမျိုးအစား3မျိုးရှိတယ်ဟုတ်ပြီအခုမြင်နေရတဲ့ကောင်လေးကဒါ Ego Russia အမျိုးအစားလေးဖြစ်ပါတယ်ဗျာနော်တစ်မျိုးချင်းစီကျွန်တော်မိတ်ဆက်ပေးမယ်ဟုတ်ပြီကျွန်တော်တို့ဒီကောင်လေးဒါလေးကကြတော့ကျွန်တော်တို့ Ego Russia ခိုးဆိုတဲ့အမျိုးအစားလေးဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်တို့ဒါလူကြိုက်အများဆုံးကတော့ Ego Pollen လို့ခေါ်တဲ့ဒီအမျိုးအစားလေးဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီဒီကောင်လေးတွေရဲ့ကွာခြားချက်နဲ့အားသာချက်လေးတွေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီမိုးကားတွေနေကားတွေကဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာ UAE နိုင်ငံကနေထုတ်လုပ်တဲ့အကောင်စားကော်စိတ်အသစ်အစစ်ကိုအသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တက်တန်းကြာရှည်စွာအသုံးပြုလို့ရပါတယ်ဒီ Ego Pollen အမျိုးအစားမိုးကားရဲ့အားသာချက်ကဘာလဲဆိုတော့သူ့ရဲ့ချုပ်ရိုးချုပ်သွားတွေကအဖြောင်လိုင်းတိုင်းသွားတယ်ပြီးတော့ဒီကောင်ကကျွန်တော်တို့ဘလောက်ပဲဆွဲပေါ့နော်ပြဲသွားတာမျိုးရှိသွားတာမျိုးလုံးဝမရှိဘူးပြီးတော့ကျွန်တော်တို့ဒီမှာဖောက်ပေးထားတဲ့ဒီကွန်းလေးတွေကဆိုလို့ရှိရင်ကျွန်တော်တို့ဒါတန်ကြီးတက်ပြီးတော့ဆွေးပြီးပြတ်တာမျိုးမရှိဘူးကျိုးအဆွဲများလို့မို့ကျွန်တော်တို့ရှိသွားတာပြဲသွားတာမျိုးလုံးဝမရှိဘူးပေါ့နော်ပြီးတော့ဒီကောင်ဒီမှာကကျွန်တော်တို့ဒီမှာ GSM နဲ့လာတယ် GSM ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်အထူအပားကိုပြောတာ GSM 120ရှိမယ် GSM 135ရှိမယ် GSM 150ရှိမယ် GSM များလေပို့ပြီးတော့ထူလေဖြစ်ပါတယ်ဗျာနော်โอเคဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ GSM 150 Ego Russia ကိုလို့ခေါ်တယ်ဒီကောင်က2ရောင်ဆက်ဒီဘက်မှာကျွန်တော်တို့အစိမ်းရောင်ရှိမယ်ဒီဘက်မှာခဲရောင်ရှိမယ်ဒီခဲရောင်လေးကကြတော့ကျွန်တော်တို့က UV ကိုကာကွယ်ဖို့အတွက်ထည့်ပေးထားတာဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာ Ego Russia ဆိုတာကကြတော့ကျွန်တော်တို့ဒီမှာအရောင်ဆက်လေးအစိမ်းရောင်နဲ့အဖြူရောင်ကျွန်တော်တို့စက်ကြားလေးလာတယ်ဗျာနော်ဒါကကျွန်တော်တို့ဒါရရှိနိုင်တဲ့မိုးကလေးတွေရဲ့ model လေးတွေပြောပြပေးတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဈေးနှုန်းလေးတွေပါပြောပြပေးမယ်ဗျာနော် Ego Pollen model ထဲမှာဆိုလို့ရှင်တော့လူကြိုက်လေအရန်များတယ်ဟုတ်ပြီကျွန်တော်တို့18ပေပတ်လေ5ခုပါတထုပ်150 GSM ဆိုလို့ရှိရင်4,14,000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်အထုပ်လိုက်ပဲကျွန်တော်တို့ရောင်းချပေးမှာဖြစ်ပါတယ်ဗျဟုတ်ပြီကျွန်တော်တို့ဒီမှာအလျား15ပေအနံ15ပေ15ပေပတ်လေ120 GSM 10ခုပါတထုပ်ကို4,95,000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အလျား15ပေအနံ15ပေ150 GSM 10ခုပါတထုပ်ကိုကျွန်တော်တို့4,600နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Ego Pollen မယ်အလျား24ပေအနံ24ပေ4,86,400 4ခုပါ120 GSM တထုပ်ရဲ့ဈေးနှုန်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာအလျား18ပေအနံ15ပေ9ခုပါ150 GSM တထုပ်ရဲ့ဈေးနှုန်းက4,8,300ကျပ်ဖြစ်ပါတယ်โอเคနောက်ထပ်ဈေးနှုန်းလေးတွေလည်းပြောပြပေးဦးမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပေ30ပတ်လေအလျားပေ30အနံပေ30ပတ်လေ2ခုပါ150 GSM တထုပ်ကို4,600နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့24ပေပတ်လေ150 GSM 3ခုပါတထုပ်ကို4,4,600နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာအလျား18ပေအနံ18ပေ18ပေပတ်လေ9ခုပါ120 GSM တထုပ်ကို4,98,800နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အလျား18ပေအနံ15ပေ10ခုပါ120 GSM တထုပ်ကို4,56,000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်အလျားပေ30အနံပေ30 2ခုပါ120 GSM တထုပ်ကို3,800နဲ့ရောင်းချပေးမှာဖြစ်ပါတယ်အခုမိတ်ဆက်ပေးခဲ့တာက Ego Pollen model တွေကဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ Ego Russia Go ထဲမှာဆိုလို့ရှိရင်15ပေပတ်လေ10ခုပါ150 GSM တထုပ်ကို3,6,500နောက်ထပ် Ego Russia Go ပဲ18ပေပတ်လေ5ခုပါ150 GSM တထုပ်ကို4,1,000နဲ့4,000ဟုတ်ပြီကျွန်တော်တို့နောက်ထပ် Ego Russia Go တွေကမှအလျား15ပေအနံ15ပေ10ခုပါ120 GSM တထုပ်ကို3,800ကျပ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ် Ego Russia Go တွေကနောက်ထပ်ကျွန်တော်တို့ဒါ18ပေ15ပေ10ခုပါ120 GSM တထုပ်ကို3,6,4,800နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ18ပေပတ်လေ9ခုပါ120 GSM တထုပ်ကို3,800,3,000နဲ့40နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဗျဟုတ်ပြီ Ego Russia ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ
18ပေ15ပေ8ခုပါ135 GSM တစ်ထုပ်ကို3,3600နဲ့ရောင်းချပေးမှာဖြစ်ပါတယ်အလျား18ပေအနံ18ပေ Eco Russia Model တွေက9ခုပါ135 GSM တစ်ထုပ်ကို3,52,800နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါဒီမှာဆိုလို့ရှိရင်135 GSM Eco Russia P30 ပတ်လေနှစ်ခုပါတစ်ထုပ်ကို2,800ကျပ်နဲ့ရောင်းချပေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအလျား24ပြီအနံ24ပြီ4ခုပါ135 GSM တစ်ထုပ်ကို3,58,400နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဗျအခုကျွန်တော်ပြောတပြသွားတဲ့ဈေးတွေအားလုံးอ่ะဆိုရင်အထုပ်လိုက်ဈေးနှုန်းဖြစ်ပါတယ်ဗျနော်ဒီအထုပ်တစ်ထုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့P30 ပတ်လဲဆိုနှစ်ခုပေါ့နော်အရေးသွက်လေးတွေလည်းကျွန်တော်ပြောပေးသွားတယ်အထုပ်လိုက်ပဲကျွန်တော်တို့ရောင်းချပေးမှာဖြစ်ပါတယ်ဗျကြိုက်နေတဲ့လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့10ပြားချင်းကိုဆက်သွယ်လို့ရပါတယ်အသေးစိတ်စုံစမ်းမေးမြန်းဝယ်ယူအားပေးလို့ရမယ်ကျွန်တော်တို့ရဲ့ hotline ဖုန်းနံပါတ်လေးကတော့3999331010ပဲဖြစ်ပါတယ်နေကနေမှယူအားပေးမယ်ဆိုရင်ကားကိန်းမှတစ်စင်ပစ္စည်းပို့ဆောင်ပေးတယ်ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြည်ဦးလွင်မြို့တွေမှာဆိုရင်လူချင်းမင်းတို့ကိုယ်တိုင်ဆိုင်ထိကိုယ်တိုင်ကိုကြလာရောက်ဝယ်ရပေးလို့ရပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ